မင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့အားလုံးအတွက်အချိန်ရဲ့အရေးပါတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တခါတုန်းကရွာငယ်လေးတစ်ရွာမှာအဖေတစ်ယောက်ရှိခဲ့တယ်သူဟာတောင်းဖြစ်သူအတွက်အရန်ကိုစိတ်ပူပန်နေရသူပါသူသားလေးကအလွန်ကိုပြင်းရည်ရောပေါ်ပေါ်ဆဆနေနေတယ်ဘာအလုပ်မှလည်းမလုပ်ဘူးတနေ့ကုန်ရွာထဲမှာဟိုဟိုတီတီရှောက်သွားပြီးအချိန်ဖြိုးနေတယ်။တနေ့မှာတော့ဒီအဖေဟာသူ့သားကိုသင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။ဖခင်ဖြစ်သူကသူ့သားကိုခေါ်လိုက်ပြီးနူးညံ့စွာပြောပါတယ်။ဒါဗီဒီယိုထဲမှာနိုင်တစ်လုံးရှိတယ်။အဲ့ဒါကိုအဖေစီယူလာပေးပါကွယ်။သားလေးကသွားပြီးဗီဒီယိုကိုဖွင့်တယ်။နိုင်ကိုယူလာပြီးဖခင်စီပြန်လာပါတယ်။ဖခင်ကနာယီကိုကြည့်ပြီးတော့ပြောတယ်။ကဲဒီနာယီကိုဈေးရဲယူသွားပါ။မင်းတွေ့တဲ့လူတိုင်းကိုဒီနာယီရဲ့တန်ဖိုးကိုဘလောက်ပေးတယ်နဲ့လို့ထင်လဲဆိုတာမေးကြည့်ပါ။တာလီကခေါင်းညစ်ပြီးနာယီကိုယူကာဈေးရဲကိုထွက်သွားတယ်။ဈေးထဲမှာလူအမျိုးမျိုးကိုနာယီကိုပြတာပြီးတန်ဖိုးကိုမေးမြန်းကြည့်တယ်။တယောက်က900တန်တယ်လို့ပြောတယ်။နောက်တစ်ယောက်က1000တန်တယ်လို့ဆိုတယ်။တချို့ကလည်း800လို့ဈေးဖြတ်ကြတယ်လူတိုင်းကဈေးအမျိုးမျိုးပေးကြတယ်တယောက်နဲ့တယောက်ပေးတဲ့ဈေးတွေကမတူကြဘူးနောက်ဆုံးတော့သားလေးကအိမ်ပြန်ရောက်လာပြီးဖခင်ကိုပြောပြတယ်အဖေလူတိုင်းကဒီနိုင်အတွက်ဈေးအမျိုးမျိုးပြောကြတယ်တချို့က900တချို့က800တချို့က1000နဲ့ဖခင်ဖြစ်သူကပြုံးလိုက်သည်ကောင်းပြီနိုင်ကိုဗီဒီယိုထဲပြန်ထည့်လိုက်ပါအောင်ကွယ်နောက်တနေ့မှာဖခင်ကသားကိုထပ်ခေါ်ပြန်တယ်နာယီကိုပဲယူလာခိုင်းတယ်သားလေးကနာယီကိုယူလာပြီးဖခင်ကိုပေးတယ်ထို့နောက်ဖခင်ကကဲအခုဈေးတဲ့ကိုထပ်သွားပါဒီတစ်ခါတော့နာယီရဲ့တန်ဖိုးကိုမမင်းနဲ့ဒီနာယီထဲမှာရှိတဲ့အချိန်ရဲ့တန်ဖိုးကိုလူတွေကိုမေးကြည့်ပါသားလေးကနားမလဲပဲရှုပ်ထွေးသွားတယ်ဖခင်ပြောတဲ့အတိတ်ပဲကိုတကယ်နားမလဲခဲ့ဘူးဒါပေမဲ့ဖခင်ရဲ့စကားကိုနားထောင်ပြီးဈေးတဲ့ကိုထပ်ထပ်သွားပြန်တယ်သူတွေးတဲ့လူတွေကိုမေးပြန်တယ်ဒီနာယီထဲမှာရှိတဲ့အချိန်ကိုဘလောက်တန်ဖိုးရှိတယ်လဲထင်ပါတယ်လေခင်ဗျလူတွေကသူ့ကိုထူးဆန်းစွာကြည့်ကြတယ်တချို့ကသူ့ကိုရဲကြတယ်တချို့ကလည်းတွားတော့လို့ပြောတယ်တချို့ကလည်းမိုက်မိတ်လိုက်တယ်မဲခွန်းလို့ပြောတယ်ဒါလီဟာစိတ်ထဲမှာရှတ်လဲရှတ်ဝါလဲနယ်လာခဲ့တယ်နောက်ဆုံးမှာတော့နာယီပဲပြင်နေတဲ့ဆိုင်ငယ်လေးတစ်ခုမှာအဖိုးအိုတို့ကိုတွေ့တယ်ဒါလီကအဖိုးအိုကိုအဲ့ဒီမဲခွန်းပဲမေးလိုက်တော့အဖိုးအိုကအလုပ်ကိုခဏရပ်လိုက်ပြီးသူ့ကိုကျင်းထားတဲ့အပြုံးနဲ့ကြည့်ရှုလိုက်တယ်အဖိုးအိုကဒါလီဘာမေးချင်တယ်ဆိုတာနားလည်သွားတယ်ပြီးတော့နူးညံ့စွာပြောပြတယ်။ဒါလေမင်းဟာအချိန်ကိုဈေးဖြတ်လို့မရဘူးကွယ်။မင်းကငွေတန်းပြောင်းများစွာပေးနိုင်ပေမဲ့မင်းဘဝရဲ့တစ်စက္ကန့်တောင်ပြန်ဝယ်လို့မရနိုင်ဘူး။ဒါကြောင့်အချိန်ကိုပညာရှိရှိသုံးစွဲရမယ်။အဖိုးကဆက်ပြောတယ်။အချိန်ကမကောင်းတဲ့အချက်နဲ့ကောင်းတဲ့အချက်တစ်ခုရှိတယ်။မကောင်းတာကကုံဆုံးသွားတာဆိုတာပဲ။ကောင်းတာကမင်းအဲ့ဒီအချိန်တွေကိုဘလို့သုံးဆွဲမလဲဆိုတာရွေးချယ်ခွင့်ရှိတာပဲဒီလောကမှာလူချမ်းသာရောစင်ရသားရောတနည်းကို24နာရီအတူတူရကြတယ်။ကွာခြားတာကအဲ့ဒီနာရီတွေကိုသူတို့ဘလို့အသုံးပြုကြလဲဆိုတာပဲ။သားလေးရဲ့မျက်လုံးတွေကနားလည်မှုတွေနဲ့ပြည့်နှက်သွားတယ်။သူအတွင်းစိတ်မှာတခုခုပြောင်းလဲသွားခဲ့တယ်။အဖို့အိုကိုကျေးဇူးတကားဆိုပြီးအင်ကိုလင်းမြန်းစွာပြန်လာခဲ့တယ်။သူဈေးထဲမှာဖြစ်ပျက်ခဲ့တဲ့အမျှအားလုံးကိုဖခင်ကိုပြောပြလိုက်တယ်။ဖခင်ကဂုံယူဝမ်းမြောက်စွာပြုံးလိုက်ပြီးသားရပခုံးကိုလက်နဲ့ဖိလိုက်တယ်။အဲ့ဒီနေ့ကစပြီးသားလေးရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့တယ်။သူအလုပ်ကြိုးစားလာတယ်။အချင်းကိုပညာရှိရှိသုံးဆွဲတတ်လာတယ်။တနေ့ကုန်လျောက်သွားနေတဲ့အကျင့်ကိုရက်လိုက်တော့တယ်။အချင်းတိုင်းရဲ့တကယ်တန်ဖို့ကိုသူနားလဲသွားပြီလေ။မိတ်ဆွေများအချင်းဆိုတာလူတိုင်းအတွက်အခမှရရှိထားပါတယ်။ဒါပေမဲ့တ
တန်ဖိုးဖြတ်လို့မရနိုင်အောင်လောက်အဖိုးတန်တယ်တင်ဟာအဲ့ဒီအချိန်ကိုဝယ်ယူလို့မရနိုင်ပေမဲ့တုံးဆွဲလို့ရတယ်တင်းစီထားလို့မရနိုင်ပေမဲ့တုံးပြက်လို့ရတယ်တခါကုံဆုံးသွားရင်ဘယ်တော့မှပြန်ရတော့မှာမဟုတ်ဘူးဒါကြောင့်တင်းရဲ့အချိန်ကိုပညာရှိတုံးဆွဲပါလို့ပြောချင်ပါတယ်ဇလန်လေးကိုသဘောကျရင် like လုပ်ပြီးတငယ်ချင်းတွေကိုဝေမျှပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ခွန်အားပေးတဲ့ဇလန်များအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ဇလန်အသက်တင်ငန်းစာအသက်နဲ့အတူပြန်လည်ဆုံတွေ့ပါအောင်မယ်ပရိသတ်အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပါစေခင်ဗျာ